ကျွန်တော်ယေရမယအခန်းကြီး7ခုမှာဗာပြောလဲလူရဲ့စိတ်ဓာတ်ကအယံကိုညစ်ပတ်တဲ့အဖြစ်တဲ့အတွက်ကြောင့်နော်အမနေ့ဖြစ်ကျွန်တော်တေတော့မယ်ရှင်တော့ဒီနေ့တနေ့ကအစာရှောင်ပြီးတော့ဆူတောင်းပြီးတော့ကတင်ချင်းရမှာပေါ့လူရဲ့တဘာဝကအဲ့လိုမျိုးဖြစ်သွားတဲ့ကြောင့်ဘုရားသခင်ကအချင်းပိတရိနဲ့နေရှိခြင်းနဲ့ယေရှုခရစ်တော်ကဘယ်ချင်းထွက်လာမလဲမကြည့်ဘူးနော်လုံးဝမကြည့်ဘူးညမာလာမနဲ့မာလာမကြည့်ဘူးအဲ့ဒါကြောင့်အစင်တစ်နေဖို့ကလိုတယ်အဲ့ဒါကြောင့်ဆရာတယောက်ကလည်းပြောတယ်လေယေရှုခရစ်တော်ဟာလုံးဝတနင်္ဂနွေနေ့မှာကြွလာမှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တနင်္ဂနွေနေ့မှာလူတွေအားလုံးအစီအဖြစ်နေလို့တဲ့ယေရှုခရစ်တော်ကဘယ်သူမှအစီအမဖြစ်တဲ့ချိန်မှာကြွလာမယ်ဆိုတော့လေဘယ်သူကလည်းမမျှော်လင့်တဲ့ချိန်မှာယေရှုခရစ်ကြွလာမယ်ဆိုတော့ကျွန်တော်တို့ခရိယာဒီကတနင်္ဂနွေနေ့မှာအယံကိုပြင်ဆင်နေတယ်ဆိုတော့ယေရှုခရစ်တော်တနင်္ဂနွေနေ့မှာလုံးဝလာမှာမဟုတ်ဘူးကျွန်တော်တို့နော်အပြင်ထွက်တဲ့ချိန်တနင်္လာကနေတော့ကျနေ့မှာလာမယ်နော်စနေတနင်္ဂနွေမှာယေရှုခရစ်လုံးဝလာမှာမဟုတ်ဘူးဆိုတာသိချရတယ်နော်ဘာဖြစ်လို့လဲလူတွေကရေဒီမဖြစ်တဲ့ချိန်မှာမမျှော်လင့်မဲ့နဲ့တခုလို့လာမယ်လို့ပြောထားတော့လေအဲ့ဒါကြောင့်သတိထားဖို့လူတယ်ဆရာမကဒီတရားဟောချက်ကိုလုံးဝရှက်မလို့နာအရင်နစ်နာတယ်သူမြတ်လက်ချဘူးပေါ့နော်ကဲအဲ့ဒါကြောင့်ဆရာပြောချင်တာကအားလုံးကိုကြည့်ရတင်နေဒီနေ့ကျွန်တော်တို့အချင်းကောအခွင့်ကောင်းရတဲ့ချိန်မှာကျွန်တော်တို့ဘဝအသက်တာအတွက်တာမဟုတ်ဘဲနဲ့သူများအတွက်အကောင်းဆုံးကျွန်တော်တို့ပေးဆက်နိုင်အောင်နော်ပိတ်ဆက်မပေးနိုင်ရင်လေကျွန်တော်တို့ဒီလူမျိုးအချင်းပေးတာချူတောင်းပေးတာအရန်ကိုကြည့်ရတင်နေဆိုတော့ကိုပြောချင်တယ်အဲ့ဒါကြောင့်လူရဲ့အသက်တာအရန်တူတောင်းနေဆဲလက်မိခုလိုပဲဖြစ်တယ်လူရဲ့အသက်တာကျွန်တော်တို့အသက်ရှင်နေတဲ့ချိန်မှာဖျားအတွက်နော်အသက်ရှင်ဖို့ကကျွန်တော်ဖျားကူမမြင်နိုင်ဘူးဖျားကူဘယ်လိုပဲဆက်မလဲမကြည့်ဘူးနော်ဒါပေမဲ့ကျွန်တော်တို့အနည်းအနားမှာရှိတဲ့ယုံကြည်သူတာမကမယုံကြည်တဲ့လူတွေတော့မှကျွန်တော်တို့ကကိုညီဖို့ယေရှုခရစ်တော်ကိုမိတ်ဆက်ဖို့တရင်ကောကိုမိတ်ဆက်ဖို့ကဖျားသခင်ကလူရှိတယ်မျက်နှာချင်းဆက်မမိတ်ဆက်ပေးနိုင်တော့မှဗုဒ္ဓတွေအတွက်မွတ်စလင်တွေအတွက်ဟိန္ဒူတွေအတွက်အမဲတမ်းကျွန်တော်တို့ဆူတောင်းပေးဖို့လိုတယ်လမ်းဘေးမှာရှိတဲ့တရောင်စားကိုနော်ဆရာမတို့တွေ့ရင်50တရားပဲဖြစ်ဖြစ်ပေးလိုက်ပါနောက်တစ်ချိန်သူ့ကိုတွေ့မှမဟုတ်တော့ဘူးခင်ဗျားကိုငေချင်ရင်လည်းသူ့ကိုငေနာမှာမဟုတ်တော့ဘူးအင်းစင်ကုန်းတရားမှာထန်တဲ့လူတွေကုန်းတရားအောက်မှာနေတဲ့လူတွေနော်တရောင်စားတွေတွေ့ရင်ပေးလိုက်နောက်တစ်နေ့မရှိတော့ဘူးနော်သူတို့ကိုပိတ်ဆက်ရှိတဲ့ချိန်မှာပြန်ကူငမေဆိုတော့သူတို့ကိုမတွေ့နိုင်တော့ဘူးကျွန်တော်တို့ဒီဟာလေးတွေကကျွန်တော်တို့စိတ်ရဲ့အတိုင်းပဲကျွန်တော်တို့ရိုက်သိရမှာအဲ့ဒီဝိညာဉ်ရေးနဲ့မဆန်ဘူးလို့ကျွန်တော်တို့ပြောပေမဲ့ဒီလောကမှာသက်ရှင်နေတဲ့ချိန်မှာပေးကဆက်ချင်းဆိုတာကနော်ကျွန်တော်တို့စိတ်ရဲ့အတိုင်းပဲကျွန်တော်စိတ်အသိမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့ပေးကမ်းချင်းလုပ်တဲ့ချိန်မှာဖျားသခင်ကသူamazing lightness နော်သူရဲ့နဲ့ဖျားသခင်နဲ့သူညီအောင်ဖန်ဆင်းထားတဲ့လူသားတွေအလုံးဖြစ်တယ်မဟုတ်တွန်းထားတဲ့ဝိညာဉ်နဲ့အသက်ကအတူတူပဲဖြစ်တယ်နော်နာမည်ကွာတာပဲလူမျိုးကွာတာပဲဖြစ်တယ်အတအယောင်ကွာတာပဲဖြစ်တယ်ကျွန်တော်တို့အသက်ကဖျားသခင်ပေးထားတဲ့လူသားတွေဖြစ်တယ်ဆိုတာကိုလည်းဒီကနေ့ခုနပေးချင်ပါတယ်ဒီနေ့ကျွန်တော်တို့အသက်တာဟာနော်လက်ရက်ပဲခံနဲ့အသက်လက်သေးတွေနော်6ရက်ပဲခံနဲ့စပြင်းနေတလပဲခံနဲ့ကုခန္ဓာတွေအတွက်တော့မှဒီလောက်ကျွန်တော်တို့ပြင်ဆင်နေတယ်လှုပ်ရှားနေတယ်ဆိုရင်တော့ထာဝရအသက်ကိုပေးတဲ့ဖျားသခင်အတွက်ရောကျွန်တော်တို့ထာဝရအသက်ကိုရပြီးတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်လက်ပြီးတော့ပေးကမ်းဖို့ရန်နဲ့ဆက်လက်ပြီးတော့ဖျားကိုဆက်ကပ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်အနေငယ်ခုနပေးချင်ပါတယ်အရောက်ရှိတန်းပေါ်ဖျားတင်ကောင်းကြီးပေးပါစေလို့အာမင်